မိတ်ဆွေများအားလုံးမင်္ဂလာပါအခုကျွန်တော်တို့ချက်ပြင်းတဲ့တောင်ပိုင်းအထူးဒေသ6ပိုးပြင်းသားသမတော် PNA နယ်မြေနဲ့ပတ်သက်ပြီးတော့မှတိုက်ပွဲတွေဖြစ်ပွားနေတဲ့အပေါ်မှာတချို့နိုင်ငံရေးအမျက်ထုတ်နေတဲ့သူတွေနောက်ပြီးကြတော့မှဒီတိုက်ပွဲကိုအကြောင်းပြပြီးတော့မှလူမျိုးရေးပဋိပက္ခတွေဖြစ်ပွားလာအောင်ကြိုးပမ်းနေတဲ့သူတွေရှိပါတယ်နော်အဲ့တော့အဲ့ဒီအပေါ်မှာကျွန်တော်ရှင်းလင်းပြီးတော့မှပြောပြချင်ပါတယ်တာရကတွေအရာကျွန်တော်တို့ပြောရမယ်ဆိုလို့ရှင်ပြီးခဲ့တဲ့2022-2023ခုနှစ်တုန်းကကယားပြည်နယ်မှာတိုက်ပွဲပြင်းထန်စွာဖြစ်ပွားခဲ့တာအလုံးသိခဲ့ပါတယ်နော်အဲ့ဒီတုန်းကဆိုလို့ရှင်ကယားပြည်နယ်ကပြည်သူလူထုတွေမြောက်များစွာကျွန်တော်တို့အထူးဒေသ6ပြည်တို့နယ်မြေထဲမှာဝင်ရောက်ခိုလုံခဲ့ကြတာအလုံးလည်းသိပါတယ်နော်အဲ့မဲ့အဲ့ဒီနောက်မှာပဲ2023ခုနှစ်မတ်လကနေစပြီးတော့မှဒီကယားပြည်နယ်ကနေပေါက်ဖွာလာတဲ့ Greeny မျိုးသားကာကွယ်ရေးတပ် KNDF တို့ကနေပြီးတော့မှကျွန်တော်တို့သူဒေသ6 PNO နယ်မြေတက်ကိုဝင်ရောက်ပြီးတော့မှကျူးကျော်ဝင်ရောက်ပြီးတော့မှကျွန်တော်တို့ရဲ့ကြေးရဒေသတွေကိုမိချိုဖျက်ဆီးခဲ့တယ်ပြီးရင်ဆရာတော်ပါဝင်ကျွန်တော်တို့ဒေသခံပြည်သူလူထုအယောက်30ကျော်သူတို့တပ်ဖြတ်ခဲ့ကြတယ်ဒါတွေနဲ့တရားကတွေရှိခဲ့ကြနော်ဒါပေမဲ့ကျွန်တော်တို့3နှစ်3မိုးလုံးနော်ဒီစီရေးစစ်ဒဏ်တွေကိုအလူအလဲခံစားခဲ့ကြတာအားလုံးသိမြင်ပါတယ်ဒါပေမဲ့ကျွန်တော်ပြောချင်တာကပြီးခဲ့တဲ့2022-2023ခုနှစ်တုန်းကဆိုလို့ရှင်ကယားပြည်နယ်ကနေစစ်ချောင်လာတဲ့ပြည်သူလူထုတွေထဲမှာကယန်းပါတယ်ကယောပါတယ်ကယားအများကြီးပေါ့နော်သူတို့ရဲ့လူမျိုးတွေအများကြီးလူမျိုးပေါင်းစုံလူမျိုးပေါင်းစုံဘယ်လိုပြောရမလဲအေးဘောအခေါ်ဝါတော့မတူဘူးပေါ့နော်အဲ့ဒီကယားပြည်နယ်ကပြည်သူလူထုတွေမြောက်များစွာအခုချိန်ထိလည်းရှိနေသေးတယ်နော်အခုချိန်ထိလည်းရှိနေသေးတယ်ကျွန်တော်တို့ပအိုးချင်းပအိုးကနေပြီးတော့မှသူတို့ကိုပြန်ပြီးတော့မှရန်ချနေတာလည်းမရှိဘူးနော်အခုချိန်ထိပဲနော်နေရာဒေသတွေကတော့ကျွန်တော်ထည့်မပြောတော့အခုချိန်ထိရှိသေးတယ်ဒါကျွန်တော်တို့လူမျိုးရေးပြဿနာဖြစ်စေခြင်းတပဆိုလို့ရှိရင်ကျွန်တော်တို့နမ်နင်းကျောင်းတိုင်းဆရာတော်ပါဝင်ဒီတက်ကပြည်သူလူထုရဲ့အသက်ခံရတယ်ပြီးလို့ချင်းကျွန်တော်တို့ပိုးနေမြေထဲမှာလည်းကျူးကျော်ဝင်ရောက်ပြီးတော့တတ်ဆွဲခဲ့တဲ့ဒီကယားပြည်နယ်ကနေပေါက်ဖွာလာတဲ့လက်နက်ကိုင်အဖွဲ့တွေက3နှစ်3မိုးရှိခဲ့တယ်နော်ကျွန်တော်တို့ကလူမျိုးပဋိပက္ခဖြစ်ခြင်းတပဆိုလို့ချင်းကျွန်တော်တို့ရဲ့နယ်မြေထဲမှာရှိနေတဲ့ကယန်းနေအများကြီးရှိတယ်သူတို့တွေဒုက္ခရောက်ကုန်မှာပေါ့ဟုတ်တယ်မလားအဲ့တော့ဘာမှမဖြစ်ခဲ့ဘူး3နှစ်3မိုးတော့သူ့လို့သူရှာတယ်စီးပွားရေးကျန်းမာရေးလူမှုရေးဘာသာရေးသူဆောင်ရမယ့်အရေးပေါင်းစုံကိုလည်းသူတို့ကသူဆောင်ရတယ်ကျွန်တော်တို့ပိုးတွေကဘာမှအနောက်ချက်ပေးခဲ့တာမရှိခဲ့ဘူးနော်အဲ့တော့အခုကျွန်တော်တို့အထူးဒေသ6နယ်မြေထဲမှာဝင်ရောက်တပ်ဆွဲနေရယူထားတဲ့ဒီကျမ်းမဲ့တောင်းကျမ်းသူတွေကိုကျွန်တော်တို့ကနှင်ထုတ်တာပဲရှိတယ်သူတို့ကကျွန်တော်တို့နယ်မြေထဲမှာမရှိတော့ဘူးဆိုရင်နယ်မြေတည်ငြိမ်အိမ်ချမ်းသွားပြီအိမ်ချမ်းသွားပြီဆိုရင်ပြီးသွားပြီဘာပြဿနာမှဆက်ဖြစ်เสียအကြောင်းမရှိဘူးเนาะအဲ့တော့အခုကျွန်တော်တို့ကတိုက်ပွဲတွေကတော့တပွဲပြီးတပွဲတော့အောင်ပွဲတွေရတယ်ပြီးရင်ဒီအကြမ်းမဲ့တောင်းကျမ်းသူတွေကိုလည်းမောင်းထုတ်နိုင်ခဲ့တယ်ဒါပေမဲ့တစ်ဖက်မီဒီယာတွေကိုသူတို့ကအတုံးချပြီးတော့မလုပ်လဲဆိုတော့မီဒီယာကိုသူတို့ကအလွဲအမားတွေရေးပြီးတော့မှကရနဲ့ပိုးလူမျိုးရေးပြဿနာဖြစ်အောင်သူတို့ဖန်တီးပြီးတော့မှဥတီပြီးတော့မှလှုပ်ဆောင်နေတယ်ဆိုတဲ့အကြောင်းတွေရေးသားဖော်ပြတယ်เนาะတရကတွေပြောရလို့ရှိရင်ဒီ KNDF တို့ပြားစစ်ကြောင်းတို့အကုန်လုံးသူတို့တွေကတူပါပဲတစ်ဖွဲ့တည်းပါပဲသူတို့ဝင်လာခဲ့တဲ့ကျွန်တော်တို့ငောင်ရွှေမြို့နယ်ဘက်မှာပြီးရင်ကျွန်တော်တို့ပေလောင်းဘက်မှာပြီးရင်ဟိုပုံးဝင်းမှာစီဆိုင်ဘက်မှာသူတို့ဝင်လာခဲ့တာကျွန်တော်တို့ပြည်သူလူထုမြောက်များစွာစစ်ပေးချောင်းဘွားရောက်သွားတယ်နော်စစ်ပေးချောင်းဘွားရောက်သွားတယ်အဲ့ဒီတုန်းကသာကျွန်တော်တို့ကလူမျိုးပြဿနာတွေဖြစ်ပါအောင်ဒါတွေလုံနေတယ်လို့ကျွန်တော်တို့ကမဆွတ်ဆွဲခဲ့ပါဘူးကျွန်တော်တို့ကဒါကတော့စီရေးနဲ့ပတ်သက်ရင်ကျွန်တော်တို့ပြည်သူလူထုတွေခံစားရတဲ့ပုံမှာအပိုးမျိုးသားတပ်မတော် PNA အနေနဲ့ဒါတာဝန်ရှိတယ်အဲ့တော့ဒီကြက်ဖက်သောကျန်းသူတွေကိုနင်ထုတ်မှရမယ်နင်ထုတ်မှဒါဒေသခံပြည်သူလူထုတွေကသူ့ရဲ့ရွာဒေသကိုပြန်သွားလို့ရမယ်အဲ့ဒီစိတ်တစ်ခုနဲ့ပဲဒါဒီကြက်ဖက်သောကျန်းသူတွေကိုတိုက်ထုတ်တာနော်အဲ့တော့လူမျိုးရေးပြဿနာဖြစ်လာစရာအကြောင်းမရှိဘူးအဲ့တော့ကျွန်တော်တို့သူဒေသကြောင့်PNO နယ်မြေထဲမှာဖြစ်ပွားနေတဲ့ကိစ္စတွေတိုက်ပွဲတွေအကုန်လုံးဟာဒီအကြမ်းဖက်တောင်းကျမ်းသူတွေကိုနင်ထုတ်တဲ့တိုက်ပွဲတာဖြစ်ပါတယ်လူမျိုးရေးပြဿနာဖြစ်လာစရာအကြောင်းမရှိဘူးဆိုတာကျွန်တော်တင်ဆက်တာဖြစ်ပါတယ်အားလုံးကျေးဇူးတင်ပါတယ်